IQ ဒီနေ့ makeup ပြင်ဖြစ်ပါရဲ့ရှင်ဆိုလိုက်ပါမယ်စပြီးတော့ပထမတော့ဒီကလေးတုံးတဲ့ crown လေးပါအဲ့ဒါတော့ရှင်းနဲ့ကစားတော့ရပါပြီရှင်ဒီမှာလောက်ဆရာဘာမှမရှိပါဘူးကြောင်လောက်ပါဘယ်လိုခေါ်ရလဲမသိဘူးရှိကူဘာလို့ပတ်ပါမလဲကျမနဖူမတင်ချာနဲ့နဖူကမွေးကလေးချရပါ sorry မားပါလို့ပြန်လာပါတော့ဘာမလို့ဆိုတော့ခါဆောင်နော်အခုအမေစနာလိုက်ကတည်းကအများကြီးရှိတယ်ဆိုတော့တရားစားတော့မှာဖြစ်တယ် foundation လေးမယ်ပါတော့ foundation လားအဲ့လိုနဘူးရှိပါတယ်ခါလေးပါမယ်ရှင်အဲ့ဒီဗီဒီယိုအမေမြောင်လို့ရှိရင်တေးကြရတဲ့တမျိုးစိတ်ဟုတ်လို့လဲဆိုအမေစီမတိပဲကြိုင်တာမကြိုက်ပါဘူးဒါပေမဲ့အမေသမီးလေးကအမေပစ္စည်းတွေကအရင်သဘောကျပါတယ်ကြောက်လို့ဆိုမင်းမဲငါမနော်ဒီမှာပါနေရာတိုင်းမှာမိတ်တက်ရှိပါတယ်ကျမအလဲလိုက်ပြီးတော့တင်ဒီမှာအခုရောအလဲလာပါလို့ဖိတ်ခေါ်ပါရဲ့ရှင်ပါလားဟုတ်ရန်ချောလာမဲပါစပြန်ပါရှင်ဒါပါဖြစ်ဒါပြဆက်လို့ရှိရင်လည်းဒီလိုပန်းနေပါမယ်ဘာဖွင့်ရလဲဒီမှာအခါနဲ့ဖွင့်ရတာတော့အော်ဒီမှာဟုတ်ပါမယ်ဟုတ်မကုန်ပြီဟုတ်ဒီ